day 6ကျွန်တော်တနေ့ကိုဗီဒီယိုတစ်ပုဒ်စူးစမ်းပြီးတော့တင်နေတယ်ဒီနေ့တော့ day 6ရောက်ပြီ day 6မှာတော့ကျွန်တော်တို့ gradual small change မှာနော် gradual improvement တွေကြောင့်ကျွန်တော်ပြောမယ်ဆိုတော့ဘာလို့ဒီဟာလေးကိုပြောဖို့ဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီအကြီးမလုပ်ခင်မှာနော်အကြီးလုပ်ဖို့စူးစမ်းတဲ့အချိန်မှာကျွန်တော်တို့ကဒီဖြည်းဖြည်းချင်းဒီ gradually improve လုပ်ဖို့လိုတယ်ဖြည်းဖြည်းချင်းတိဆောက်သွားဖို့လိုတယ်ပေါ့နော်အားလုံးအခြေခံခိုင်မာပြီးတော့တိဆောက်ဖို့လိုတယ်အဲ့ဒါဘာကြောင့်ပြောဖြစ်လာလဲဆိုတော့ကျွန်တော်မိတ်ဆွေတွေပေါ့နော်2ယောက်3ယောက်လောက်ရှိပြီသူတို့ကလည်းသူတို့ကလည်း video blog လုပ်ဖို့ကြိုးစားတယ်သူတို့မှာကင်မရာတွေရှိတယ် software တွေဝယ်ထားတယ်ပေါ့နော်ဒါပေမဲ့ရှုခင်းတွေလည်းတေချာရိုက်ထားတယ်ဒါပေမဲ့သူတို့မလုပ်ဖြစ်သေးဘူးပေါ့နော်အဲ့လိုမျိုးတော့ဓာတ်ပုံတွေရိုက်ထားတယ်ဗီဒီယိုတွေရိုက်ထားအများကြီးထားတယ်ပုံတစ်ခုတင်ပြီးတော့သူတို့တေချာမသိဘူးအဲ့ဒါနဲ့သူတို့ဟိုမူတည်ပြီးတော့ကျွန်တော်ကဟိုပြောဖြစ်ပါရပေါ့နော်အဓိကတော့ကိုကဟို perfectly ကောင်းနေရမလို့ကျွန်တော်ဒီစက်တာချင်းမှာလည်း perfectly ဖြစ်စရာမလိုကျွန်တော်စက်တာချင်းပြောတော့ကျွန်တော်ဒီလောက်တက်ကြမရှိဘူးပေါ့နော်ဘာလို့ဒါပေမဲ့နောက်ပိုင်းကြိုသိလာတာကိုပြောတဲ့အကြောင်းအရာကိုကိုတိုင်က believe မဖြစ်ဘူး passionate မဖြစ်ဘူးဆိုလို့ရှိရင်နားထောင်တဲ့လူတွေလည်းပြင်းလာနောက်တစ်ခုကအတန်ဖန်းပေါ့အတန်ဖန်းဆိုလို့ရှိရင်လည်းကျွန်တော်ဒီဖုန်းလေးဒီနှစ်ချက်လေးနဲ့ပြောလို့ဆိုရှင်ပို့ပြီးတော့အတန်ကောင်းလာတာတွေ့ရလိမ့်မယ်နောက်ပြီးတော့ကျွန်တော်နှစ်ဖူးလေးပြောင်းအဲ့ဒါလေးကျွန်တော်သပင်လေးချထားတယ်ပြီးတော့နော်မျက်နှာဒါအစီမပြင်းအောင်နည်းနည်းလေးဟိုတောက်ရတယ်ပေါ့နော်အဲ့လိုပြီးတော့ကျွန်တော်ဒီတနေ့လုံနေနေတဖြည်းဖြည်းနဲ့ကို improve လုပ်လာတယ်ပေါ့နော်နောက်တစ်ခုကအခုကာလကအားလုံးခက်ခဲတာမှန်တယ်အထူးသဖြင့် ID သမားတွေကကျွန်တော်တို့ဒီဗမာပြည်မှာ ID industry ကနည်းနည်းလေးဟိုတော်တော်လေးကိုနည်းလာပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီတဖြည်းဖြည်းအခုချိန်မှာကျွန်တော်တဖြည်းဖြည်း trading ဘက်ကိုကူးဖို့ကြိုးစားနေတယ်ကြိုးစားတဲ့မှာ gradually changes တွေကိုကျွန်တော်ကလုပ်နေ ID လေးကျွန်တော်လုပ်တယ်marketing နဲ့ကျွန်တော်လုပ်တယ်ဒါပေမဲ့ trading ဘိုင်းကိုလည်းကျွန်တော်တို့သွားဖို့လုပ်တယ်ဆိုတာဖြည်းဖြည်းချင်းကြီးကျွန်တော်ပြောင်းလဲနေတယ်ပေါ့နော်နောက်တစ်ခါကျကျွန်တော်အများကြီးလုပ်ဆောင်တယ်ကျွန်တော်တနေ့ကို3မိနစ်စာဗီဒီယိုဆိုကျွန်တော်3မိနစ်စာဗီဒီယိုပဲကျွန်တော်နေ့တိုင်းဒီအချိန်မှာစူးစမ်းပြီးအားထုတ်ပြီးလုပ်တယ်နောက်ပြီးတော့ကျွန်တော် setting ဒါဆိုရင်ကျွန်တော်ဒီ setting လေးကိုကျွန်တော်သဘောကျတယ်မီးလင်းတွေကောင်းတယ်ဆိုပြီးလုပ်တယ်တကယ်တမ်းစားဗီဒီယိုဒီမှာတတိပြီးမှမျိုးဝါသွားတာတော့ဘာလို့ရှိရနောက်ပြီးတော့ကျွန်တော်နေတဲ့နေရာဒီမှာဒီဟာလေးရှိရဖြစ်လားကျွန်တော်အရင်တော့ဆိုဒီပုံလေးတွေပါတယ်ဒါပေမဲ့ကျွန်တော်ဒါလို setting လေးကိုဒီဘက်ကိုပြောင်းလိုက်တယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ကြည့်ရကျွန်တော်မျက်နှာနည်းနည်းလေးပို့ပြီးတော့တက်ကြလာတယ်အဲ့ဒါတွေကကျွန်တော်တဖြည်းဖြည်းလုံနေနေတင်ယူပြီးတော့စူးစမ်းခဲ့တာပဲအဲ့တော့မိတ်ဆွေတို့လည်းပြောချင်တာကအရန်ကြီးဟိုအကြီးဟိုတပိတ်တည်းမဟုတ်ဝင်နေဖြည်းဖြည်းချင်း gradual changes လေးကိုလုပ်ပါလို့တိုက်တွန်းလို့တယ်နောက်လာဒီမှာလည်းအလုပ်ဖြစ်တဲ့ဟာလေးတွေကိုကျွန်တော်နည်းနည်းတိတော့လေးပြပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်